နိုင်မပါပြောင်းရစေအနိကတော့ဘာသာစိတ်ကဖို့ဆိုတာသာသနာမကွယ်ဖို့အဓိကအရေးပါတွန်တဲ့တတ်တော်မြတ်တငါလူဘဝခဏရတဲ့အခိုက်တမှာဗုဒ္ဓရဲ့တရားနဲ့မွေးခွနသွေဝိနိတိတ်ခါရရဲ့စောင့်ထင်းကကြင်ကြံလို့တကယ်မြတ်သာသနာကိုတို့ရှိရန်ရည်ရွယ်သီလာပြေဝပါသည်တမာရီတရားရင့်ချက်တည်ကြည်ဘုံပညာကြီးမားလာပါသည်ရှင်ယဟန်စပြုကတိဆရာတော်များနဲ့များတန်ခါသည်ဒုသာသနာမှာဘုထိုက်ရတနာမီဘာသာကျုံထံဖို့ကတိသာသနာတကုံထုံးပါရောက်ကြီးဓမ္မလမ်းပြသာသနာအာဇာနည်တရားစိတ်ပွားသူမြတ်စွာတည်စေပြလ